earning ဆိုတာဘာကိုပြောချင်တာလဲဆိုတော့ဝင်ငွေပေါ့နော်ပို့ကုန်ရငွေပေါ့အဓိကတော့ hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ပေါ့နော်ကျွန်မရဲ့အတွေ့အကြုံလေးကိုမပြောပါဘူးဒီအခု Messenger ထဲမှာပေါ့နော်ကျွန်မရဲ့ page Facebook page ရဲ့ Messenger ထဲမှာကိုတီဟန်ဆွေလာမေးထားတယ်import မှာတဲ့ NA ကတ်တယ်ဆိုတာဘာလဲဆိုတဲ့ဟာလေးကိုကျွန်မရှင်းပြချင်လို့ပေါ့နော်အဲ့ဒါတော့သူကလေ NA လို့ပြောချင်တာမဟုတ်ပါဘူးသူက EARNING earning ကိုပြောချင်တာပါဒီမှာက earning ဆိုတာဘာကိုပြောချင်တာလဲဆိုတော့ဝင်ငွေပေါ့နော်ပို့ကုန်ရငွေပေါ့အဓိကတော့ earning ဆိုတာကဘယ်လိုပေါ်ပေါက်လာတာလဲဆိုတဲ့အချိန်ကကြတော့ company တစ်ခုက export ပို့မယ် export ပို့ပြီးတဲ့အချိန်မှာအဲ့ဒီ export ပို့တဲ့ပစ္စည်းရောင်းပြီးတော့မှပေါ့နော်ရတဲ့ငွေအဲ့ဒီငွေကိုဒီမြန်မာနိုင်ငံဘက်ကိုပြန်ပြီးတော့မှသွင်းလာမယ်ဥပမာဘတ်ငွေနဲ့ရောင်းထားရင်ဘတ်ငွေပြန်သွင်းလာမယ်ဒေါ်လာနဲ့ရောင်းထားရင်ဒေါ်လာပြန်သွင်းလာမယ်ရွှေငွေနဲ့ရောင်းထားရင်ရွှေငွေကပြန်ပြီးတော့မှသွင်းလာရမယ်ပေါ့အဲ့လိုမျိုးပစ္စည်းပို့ပြီးတော့မှရောင်းပြီးတော့မှ export လုပ်ပြီးတော့မှရထားတဲ့ငွေပေါ့နော်ပို့ကုန်ရငွေကို earning လို့ခေါ်ပါတယ်အဲ့ဒါဟိုအရင်အစင်းဆက်ကလေးရှိကြတာပဲဒါပေမဲ့ဒီနောက်ပိုင်းမှာပေါ့နော်ဒီpolicy တွေတင်းကျပ်သွားတဲ့နောက်ပိုင်းမှာသူကအရန်ကိုဘယ်လိုပြောမလဲလူသိများလာတာအရင်တုန်းကတည်းကလည်းဒီတိုင်းပဲရှိတယ်ဒါပေမဲ့ဒီဟာလေးကိုကြတော့အရန်ကြီးလူသိမများတာမျိုးပေါ့အရင်တုန်းကကြတော့လေဒီတိုင်းပဲ import license တွေကလည်းရှောက်ရတာလွယ်နေတယ်ပါတယ်ဆွဲချင်ကကြတော့ဒီ process ကြီးကအရန်ကြီးမှလူတစ်စက်ထဲမှာပြောမများဘူးပေါ့နော်အခုနောက်ပိုင်းကျတော့ဒါအပြောများလာတာပေါ့သူကဒီလိုမျိုးရှိရပေါ့နော်ကျမတို့အရင်တုန်းကကျမတို့ဆိုရင် export လုပ်တယ်ဒါပေမဲ့လေကျမတို့က import ပြန်မလုပ်တတ်ဘူး import လုပ်ဖို့လည်းကျမတို့စိတ်မဝင်စားဘူးပေါ့နော် exporter သူ့ဟာလေးတီးတန့်ရက်တည်တယ်ပြီးရဲ့ချိန်ကကျတော့ import သမားတွေကလည်းသူ့ဟာနဲ့သူနိုင်ငံခြားမှာသူပစ္စည်းဝယ်ရမယ်နိုင်ငံခြားငွေကိုသူ့ဟာသူပြင်မှာရှာဝယ်ပြီးတော့မှသူ့ဘာသာသူဝင်ချေပြီးမှပစ္စည်းကိုသွင်းလာတယ် exporter ပဲ importer ပဲသူတို့တွေကတတ်စီလို့ရက်တည်ကြရတယ်ပေါ့ကြောင်ခေါ်ချင်နေရတယ်ကွာမခေါ်ချင်နေရတယ်အဲ့ဒါပေါ့နော်ဒါပေမဲ့အခုဒီနောက်ပိုင်းလေးတွေမှာဖြစ်လာတဲ့အခြေအနေလေးတွေကြောင့်ပြောင်းလာတဲ့ policy လေးတွေမှာဟာကျတော့ importer နဲ့ exporter နဲ့ importer တွေကကျတော့သူတို့ကအချင်းချင်းမခေါ်လို့မရတော့ဘူးသူခေါ်မှရတော့မှာချိတ်မှရတော့မှာဘာကြောင့်အဲ့လိုဖြစ်ပါလဲဆိုတော့ဒီစီမင်းစည်းကမ်းတွေတင်းကျပ်လိုက်တာပါတယ်ပေါ့နော်export ရှိမှ import ပြန်လာလို့ရမယ်အဲ့လိုမျိုးကန့်သတ်လိုက်တာဖြစ်တဲ့အချိန်ကကြတော့export သမားတွေကလည်းimport ပြင်မလာဘူးဆိုလို့ရှိရင်ငွေလဲနှုန်းတွေပိုင်းနဲ့သူတို့ရှုံးမယ်ထားမယ်ပေါ့ကွာအဲ့လိုမျိုးလေးတွေရှိတယ်ပြီး import သမားတွေကခါကြောင့်လဲသူတို့အရင်က import ပဲသွင်းတယ်သူတို့ export မထွက်တတ်ဘူးမထွက်တတ်တဲ့ချိန်ကကြတော့ export သမားကိုသူတို့ရှာရတယ်အဲ့လိုအခြေအနေမျိုးလေးမှာဒီ earning ကိုလူပြောများပြီးတော့မှ earning ကိုမဖြစ်မနေသုံးလာရတဲ့အနေအထားဖြစ်သွားတာပေါ့နော် export လုပ်ထားတဲ့ပို့ကုန်ရငွေ export earning ရှိမှ import ပြန်လုပ်ရမယ်ပေါ့နော် export earning ရှိမှကအဲ့ဒီ export earning နဲ့ပေါ့နော်ကျွန်မကဒီပစ္စည်းတွေရောင်းပြီးတော့မှကျွန်မက export earning ရထားတယ်အဲ့ဒီအတွက်ဒီရထားတဲ့ earning ဒီရထားတဲ့ဝင်ငွေနဲ့ကျွန်မကဟိုဘက်မှာတစ်ဖက်နိုင်ငံခြားဘက်မှာပေါ့နော်ပစ္စည်းဝယ်ဝင်ချေပြီးတော့မှကျွန်မငွေပြန်သွင်းလာပါမယ်ဆိုရင်ပုံစံမျိုးနဲ့အဲ့ဒီ export earning ကိုသူကဒီ import လုပ်တဲ့အချိန်မှာသူကစာရွက်ကတ်ပေးရတယ်ပေါ့ဝင်ထားတဲ့အထောက်အထားကိုကတ်ပေးရတယ်ပေါ့အဲ့လိုပုံစံမျိုးလေးဖြစ်တာပါရှင်အခုကျွန်တော်ပြပြတဲ့ဥစ္စာလေးကိုနားလည်မယ်လို့မျှော်လင့်ပါတယ်တကယ်လို့နောက်ထပ်သိချင်တာလေးတွေရှိတယ်ဆိုရင်လည်းမေးလို့ရပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ဘိုင်ဘိုင်ပါရှင်